ဒီတစ်ခေါက်ကျွန်တော်ဒီနေ့တန်ရွက်တွေအရေးကြီးပုံကိုပြောပြပေးပါမယ်။ beginner တော်တော်များများမှာတွေ့ရရှိတဲ့အကျင့်လေးတွေပေါ့နော်။ beginner တော်တော်များများအစာပိုင်းမှာသူကစကားကိုတော်တော်လေးပြောချင်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့တန်ရွက်ကမပြီးပြင်းတန်ရွက်တွေကိုတခြားရှင်းအောင်မထွက်တော့ဘယ်လိုဖြစ်လဲဆိုတော့ဘလုံးမရိုးကြီးဖြစ်သွားတယ်။အဲ့တော့တစ်ဖက်ကနားမလဲအတန်ရွက်ကိုဖြည်းဖြည်းမှန်လေးရှာအရင်လေ့ကျင့်ရပါတော့။ဘာလို့ကျွန်တော်ကသူများဘာသာစကားအစိမ့်သက်ကြီးလေ့လာရဆိုတော့အစာပိုင်းမှာရှာဘူးပုံမှန်လေးလေ့ကျင့်အတန်ရွက်တွေကိုဖြည်းဖြည်းမှန်လေးထွက်ပြီးပါအဲ့ဒါမှဖြည်းဖြည်းမှန်လေးထွက်တစ်လနှစ်လသုံးလမှန်းသွားပြီဆိုရင်လိုနေရင်သူညံသွားပါလိမ့်မယ်နော်အစာပိုင်းမှာအရင်မြန်ကျင်စိတ်နဲ့လောပြီးတော့စာတွေကိုမြန်မပြောရပါဘူးမြန်မဖတ်ရပါဘူးတလုံးချင်းမှန်အောင်လေးဖတ်သွားပြီးပါအဲ့ဒါကြာလာတဲ့အမြမှန်ရင်ပုံမှန်လေးရှာအလေးကျင့်ရသွားရင်ဒါကောင်းမွန်လေးအစဉ်ပြေပြောတတ်သွားမှာပါเนาะဒီတစ်ခေါက်ကျွန်တော်ဒီနေ့တန်ရွက်တွေအရေးကြီးပုံကိုပြောပြပေးပါမယ်။ beginner တော်တော်များများမှာတွေ့ရရှိတဲ့အကျင့်လေးတွေပေါ့နော်။ beginner တော်တော်များများအစာပိုင်းမှာသူကစကားကိုတော်တော်လေးပြောချင်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့တန်ရွက်ကမပြီးပြင်းတန်ရွက်တွေကိုတခြားရှင်းအောင်မထွက်တော့ဘယ်လိုဖြစ်လဲဆိုတော့ဘလုံးမရိုးကြီးဖြစ်သွားတယ်။အဲ့တော့တစ်ဖက်ကနားမလဲအတန်ရွက်ကိုဖြည်းဖြည်းမှန်လေးရှာအရင်လေ့ကျင့်ရပါတော့။ဘာလို့ကျွန်တော်ကသူများဘာသာစကားအစိမ့်သက်ကြီးလေ့လာရဆိုတော့အစာပိုင်းမှာရှာဘူးပုံမှန်လေးလေ့ကျင့်အတန်ရွက်တွေကိုဖြည်းဖြည်းမှန်လေးထွက်ပြီးပါအဲ့ဒါမှဖြည်းဖြည်းမှန်လေးထွက်တစ်လနှစ်လသုံးလမှန်းသွားပြီဆိုရင်လိုနေရင်သူညံသွားပါလိမ့်မယ်နော်အစာပိုင်းမှာအရင်မြန်ကျင်စိတ်နဲ့လောပြီးတော့စာတွေကိုမြန်မပြောရပါဘူးမြန်မဖတ်ရပါဘူးတလုံးချင်းမှန်အောင်လေးဖတ်သွားပြီးပါအဲ့ဒါကြာလာတဲ့အမြမှန်ရင်ပုံမှန်လေးရှာအလေးကျင့်ရသွားရင်ဒါကောင်းမွန်လေးအစဉ်ပြေပြောတတ်သွားမှာပါเนาะ